ရင်တော့ကျွန်တော် post တစ်ခုတင်မှုတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဆိုင်ငါးလေးတွေတကောင်3000ဆိုပြီးတော့အာချောင်နဲ့ post အဲ့တော့အာချောင်နဲ့အကျိုးဆက်အနေနဲ့အခုတာဝန်ယူမှရတော့မယ်အဲ့တော့ကျွန်တော်ဒီနေ့မှာနည်းနည်း size တင်းပြီးတော့ကျွန်တော်ပယ်ခြင်းတဲ့ငါးလေးတွေပေါ့ပယ်တယ်ဆိုပေမဲ့လည်းကျွန်တော်ဒီမှာရောင်းနှမ်းမထည့်ခြင်းတဲ့ငါးလေးတွေတီးတတ်မယ်အဲ့ငါးလေးတွေကိုကျွန်တော်3000ဝန်းကျင်နဲ့ပြပေးမယ်ဒီမှာ6កောင်လောက်ရှိတယ်လိုအပ်တာတော့တစ်ခုပဲเนาะအကုန်လုံးကငါးလေးတွေ site က3လက်မခွဲ4လက်မဝန်းကျင်လောက်ဖြစ်ပြီဆိုတော့အနည်းဆုံး2ပေကန်နဲ့အထက်ထားနိုင်မှာပဲကျွန်တော်ရောင်းပေးမယ်အဲ့ထက်သေးအောင်ထားမဲ့ကန်နေနဲ့ဆိုတော့ကျွန်တော်ရောင်းမပေးဘူးဗျအဲ့တော့ငါးလေးတွေပြပေးမယ်တစ်ချက်လောက်လာကြည့်လိုက်ငါးလေးတွေကတော့ size တင်းလေးတွေပဲခေါင်းပတ်လေးကအပြည့်လေးเนาะအဲ့လိုလေးရှိတယ်ဒီမှာဒီလိုလေးအဲ့ဒါလေးရှိမယ်ကြည့်အောင်အဲ့ဒါလေးကို3000နဲ့ရမှာဒီမှာကြည့်အဲ့မှာဒီလိုကောင်လေးတွေဒီလိုကောင်လေးတွေအကုန်လုံးကြိုက်တာယူ3000ကန်တော့ကျယ်ပါစေပေါ့နော်ကန်ကျယ်မှပဲရမှာဒီလိုကောင်လေးတွေပါရှိတယ်အဲ့တော့အချိန်ရာတုံးလေးမြန်မြန်ဆန်ဆန်တော့လာရွေးပေါ့ဗျာဈေးလေးတက်တာဝိုင်းတော့ငါးလေးတွေကကုန်တာမြန်တယ်ဗျအဲ့လိုဆိုတော့ဒီမှာအားလုံးပဲအမြန်လာဆွဲ